ကျွန်တော်အခုသင်္ဘောချင်းနဲ့ဒီကန်တော်ဖြစ်စဉ်အထဲကိုသင်္ဘောချင်းထဲရောက်နေဖြစ်ပါတယ်။ဒါကျွန်တော်ဒုတိယပိုင်းဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်ရှေ့မှာမြင်နေရတဲ့ Red Tower ပါအလန်းရာတူရကီမှာရှိတဲ့အလန်းရာမှာရှိတဲ့ Red Tower ဖြစ်ပါတယ်။ဒါကျွန်တော်ဒီသင်္ဘောချင်းကိုပြန်လေ့လာမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လေ့လာမှာဖြစ်ပါတယ်ဒါဒီနေရာဒီကန်တော်အမြောက်ပစ်စင်နေထားတဲ့နေရာဖြစ်နေပါတယ်ဖြစ်ပါတယ်ကျွန်တော်ဒါဆိုရင်သင်္ဘောချင်းဘက်ကိုကျွန်တော်သင်္ဘောချင်းဘက်လေ့လာမှာဖြစ်ပါတယ်ခင်ဗျာဒါကအပေါ်မှာကတူရကီဘာသာစကားပါအရင်ခေတ်ကပါဒါကအလန်းရာရဲတိုက်ရဲမြင်နေတာတည်နေတာဖြစ်ပါတယ်သူကဘာတွေရှိလဲဆိုတော့တင်မုံချင်းရှိတယ် Red Tower ရှိတယ် Gate ရှိတယ်အထဲမှာဗလီရှိတယ်ခရစ်ယာန်ဘုရားကျောင်းရှိတယ်အိမ်ရှိတယ်ကက်စတယ်ရှိတယ်ဈေးရှိပါတယ်ဈေးကနှစ်ခုရှိပါတယ်ပြီးရင် System ဆိုတာရေတွင်းရှိပါတယ်ခင်ဗျာပြီးရင် Gate Power ရှိတယ်နောက်တဲ့ခရစ်ယာန်ဘုရားကျောင်းရှိတယ်နောက်တဲ့ system တစ်ခုရှိပါတယ်ရေတွင်းတစ်ခုပါ21မှာပါဒီ palace နန်းတော်ရှိတယ် light house ရှိတယ်တင်ချိုင်အုပ်ကူရှိတယ် museum ရှိတယ်သူကလှိုင်ကူရှိပါတယ်ဒါသူတို့ကဘယ်နေရာကိုပါရှိလဲဆိုတာကိုဒီတဝိုက်မှာရှိတဲ့ဒီအလန်းယာ castle ရဲတိုက်မြေနေရာတည်နေရာဖြစ်ပါတယ် Red Tower ဒီနေရာမှာရှိပါတယ်ခင်ဗျာဒါအခုပြတ်နေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်သင်္ဘောချင်းလေ့လာမှာဖြစ်ပါတယ်သင်္ဘောချင်းပါကျွန်တော်ရှေ့15မိနစ်လောက်ကျွန်တော်ဒီနားမှာလိုက်ကြည့်ပြီးဖြစ်ပါတယ်ထူးခြားတာတွေရှိပါတယ်ခင်ဗျာထိုင်ခုံလှေပုံစံလေးလုပ်ထားဖြစ်ပါတယ်ဒါဝန်ချီဆက်ပါသူတို့ခစ်တုံးအောင်ပါခင်ဗျာ73ရာစုအပေါ်မှာသူတို့ကဒီခေါင်းပေါက်ယူလောက်ထားပါအလင်းရောင်ဝင်ဖို့အတွက်
သူတို့ခက်တော့ဝင်ချင်းဆက်ပါဒါဆိုကျွန်တော်ဟိုဘက်ကိုပြန်လေ့လာမှာဖြစ်ပါတယ်ဒါကတင်မွန်ချင်းမှာတင်မွန်ဆောက်လုပ်ရေးပါဒါကရွက်တိုင်ခင်ဗျာဒါကသူတို့သုံးပြခဲ့ရလွှပါသူတို့ရဲ့လက်သုံးကိရိယာဖြစ်ပါတယ်ဒါပစိန်နေပါခင်ဗျာကျွန်တော်ဒီထားကိုနည်းနည်းအပေါ်တော့တက်လို့မရတော့ပါဒီကနေကြည့်လို့ရပါဒါပစိန်ပါပစိန်သူတို့ရဲ့လက်သုံးပစ္စည်းတွေသူတို့အသုံးပြုခဲ့တဲ့လက်သုံးပစ္စည်းတွေပါပစိန်ကအကြီးကြီးဖြစ်ပါခင်ဗျတော်တော်ကြီးပါတယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်လာလိလာတဲ့သူတွေလည်းရှိပါတယ်ဟိုကလေးလေးကြတော့သူတို့ရောက်ကြတဲ့ကသူဂဲလုံးတွေပဲလိုက်ကောက်နေတာဖြစ်ပါတယ်ခင်ဗျာသူတို့ကဒီတင်မောပုံစံကရွက်တိုင်နေသွားတာဖြစ်ပါတယ်ရွက်လေပုံစံမျိုးပါ73ရာစုဆိုတော့ဒါကြောက်ဆူးတွေပါခင်ဗျာကြောက်ဆူးကြီးပါရေးထားပါတယ်တော်တော်ကြီးပါခင်ဗျာကြောက်ဆူး
ကြောက်စုတွေသူတို့ခေတ်ဆက်ဆက်သူတို့ပြောင်းလဲလာတာလေးပြထားတာဖြစ်ပါတယ်ဒါဟိုဘက်တော့ကိုရှိကြတယ်ခင်ဗျာကျွန်တော်ဒီဘက်ကတော့အရေးလေးလာလိုက်ပါမယ်ဒါ BCE 400ရာစုပါ BCE ဒါဟိုပါခင်ဗျာတစ်သားကြောက်စုပါတစ်သားကြောက်စုကို तू ကကြောက်တုံးဟိုအလေးချိန်နေပါဒါရေးထားပါတယ်တစ်သားကြောက်စုခင်ဗျာဒါတစ်သားတွေပါဒါတစ်သားကြောက်စုမှာ तू ကကြောက်တုံးအလေးချိန်နေပါခင်ဗျာဒီဖက်ဟာကြောက်ခင်ပြီးသွားပါပြီကျွန်တော်ဟိုဘက်ခြမ်းမှာဒီထက်ရှိကြတဲ့ကြောက်စုတွေရှိပါတယ်ကျွန်တော်လေ့လာပါမယ်အခုဒီလှေရဲ့တိဆောက်ပုံတွေကကျွန်တော်တို့ဒီရွက်လှေမှာစီးတဲ့ဒီ English တိဆောက်တဲ့ဟာ Shafi တို့ဘာတို့ဒီ radar တို့နဲ့ဆင်ပါတယ်ဒီသဘောတရားပါပဲခင်ဗျာသူ့မှာဒီ main စေးရှိမယ်ပြီးတော့မှ jit ရှိမယ်ဒါပူရှိကြပါပြီဆိုရင်2200 BCE ပါခင်ဗျာဒါဟိုတော်တော်ကိုရှိကြတဲ့ကြောက်ဆူးတွေပါဒါ1300 BCE ရပါဒါတက်သားနဲ့ကြောက်တုံးနဲ့ဟိုအလေးချင်းနဲ့ကြောက်စုပါတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်ဒီရပါဝင်လိုက်ပါမယ်ဒါကသူတို့ရေချောင်းသွားလာတဲ့ဟိုပါအမြေပုံစံမျိုးပါဒါ joint ဟိုပါ joint detail တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာတော်တော်ထူးခြားပါတယ်ကျွန်တော်ပထမသိခဲ့တာဒီကျွန်တော်ဒီ red tower တခုပဲကျွန်တော်သိတာဖြစ်ပါတယ်ကျွန်တော်ဒီပထမတော့ကျွန်တော်အဲ့လောက်တိရှိမှမှကျွန်တော်မသိပါဘူးဒါပေမဲ့တင်မောချင်းလို့ပဲကျွန်တော်သိရပါတယ်ဒါပေမဲ့ကျွန်တော်ပိတ်ထားမယ်လို့ထင်တာဖြစ်ပါတယ်ဒါပေမဲ့သူကနောက်ထပ်ဝင်ကြီးတစ်ခုထပ်ပေးပြီးတော့မှ
ရောက်လေ့လာရတာဖြစ်ပါတယ်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျာအဲမှာထူးခြားတာရှိပါတယ်ဒါကျွန်တော်မီးဖွင့်ဝင်ရမှာဖြစ်ပါတယ်ဒါသင်္ဘောတွေပါထားရလဲမဟုတ်ဘူးခင်ဗျာသူကဒီနေရာမှာကုန်ပစ္စည်းတွေတူလောင်တဲ့နေရာမျိုးဖြစ်နိုင်ပါတယ်ဟုတ်ကုန်ပစ္စည်းတွေတူလောင်တဲ့ဒီထဲဝင်လိုက်တာတိတ်ဆိတ်တယ်ခင်ဗျာတိတ်ဆိတ်ပြီးတော့ညဘက်တွေဆိုတော်တော်ကို6ကိုကောင်းမဲ့လို့ကျွန်တော်ခံစားရမှာပါဒါအခုနေဘက်ဖြစ်နေပါတယ်ဒီမှာဟိုအပေါ်အလင်းရောင်တဘောအလင်းရောင်ဝင်တဲ့အပေါက်တွေတစ်ခုရှိပါတယ်ဒါပေမဲ့ညဘက်ဆိုတော့တအား6ချပါတယ်အခုပစ္စည်းပြုလုပ်အောင်ဖြစ်နေပါတယ်ဘာလို့ဆိုတော့ဒါအသိမောကဒီပေါ်ထိတောက်တင်လို့များတဲ့အတွက်ကျွန်တော်အခုထူးခြားတဲ့ခုပေါက်လေးတစ်ခုတွေ့ပါတယ်ခုနကကျွန်တော်ကြည့်ထားပြီးဖြစ်ပါတယ်ဒီဒါတိတ်ဆိတ်တယ်ခင်ဗျာကျွန်တော်အသံပဲကြားရပါတယ်ဒါခုပေါက်ပါညလာမသိခင်ဗျာကျွန်တော်ကြည့်ပါမယ်ကျွန်တော်သူကဘယ်လိုလဲဆိုတော့ထပ်သွားလို့တော့မရတော့ခင်ဗျာဒါဒီပေါ်မှာဒီဆုံးဝိုင်းဖြစ်ပါတယ်သူကဟိုအပေါက်ကနေဆင်းလာတာဖြစ်ပါတယ်ခင်ဗျာဆင်းပြီးတော့ဒီနေရာကိုသူတို့ကဒီပုံးခိုတဲ့နေရာတစ်ခုမျိုးလာဖြစ်နိုင်ပါတယ်ဒီကနေတွဲပြီးတော့အပေါ်တက်မယ်ဒီအပေါ်ကနေမှအောက်ကိုဆင်းလာမယ်ဒါလှုပ်ဝက်နေရာပုံစံမျိုးလေးလည်းဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုသူတို့ဒါတခုခုနဲ့တက်ပွဲပါဖြစ်တဲ့ချိန်ကျရင်ဒါအဝင်ထွက်လုပ်ဖို့ဒီကနေတနေရာထွက်သွားဖို့အတွက်ပါအပေါ်ကနေတက်ပြီးတော့အောက်ဆင်းလာလို့ရတယ်အောက်ကနေအပေါ်တက်ပြီးတော့ဟိုဘက်ကိုထွက်သွားလို့ရပါတယ်ဒါထူးခြားပါတယ်ခုနကကျွန်တော်ကက်စတယ်လေးလာတဲ့အချိန်မှာလှိုင်ကောင်းလေးလည်းကျွန်တော်တွေ့ရပါတယ်လှိုင်ကောင်းတွေကဘယ်လိုလဲဆိုတော့သူတို့တွေတစ်ခုခုဆိုရင်ပုံအောင်ဖို့ပါစစ်တွေပါဖြစ်တယ်ဆိုရင်ပုံအောင်မှုတေးရှောင်မှုအတွက်ဒီတော့ကျွန်တော်အစ္စတန်ဘူလ်မှာရှိတဲ့ဘတ်စီလီကာစစ်တန်ဆိုရင်စစ်တွင်းခင်မှာဆိုရင်ဒါရေတူလောင်ကန်မှာသူတို့တွေပုံအောင်တယ်လို့သိရပါတယ်ဒါသူတို့လာတိုက်တဲ့ရန်သူတွေကဒီနေရာမှာရေကန်ရှိမှမသိပါဘူးမသိတဲ့အတွက်သူတို့ဒီနေရာမှာပုံအောင်တယ်လို့သိရပါတယ်ဒါထူးခြားတယ်ခင်ဗျာတိတ်လက်တာတိတ်ဆိတ်တယ်လို့ကျွန်တော်ခံစားရပါတယ်လင်းရောင်သိမမြင်ရပါဒါလှုပ်ဝက်ခန်းလို့ဖြစ်ပါတယ်ခင်ဗျာဒီကနေဟိုပေါ်ကနေဆင်းမယ်ဒီကနေအပေါ်တက်သွားမယ်ဒါသိကြပါတယ်လောလှုပ်ဝက်အခန်းလိုဟာမျိုးပါဘာလို့ဆိုတော့ဒီဟာသူတို့တစ်ခုနဲ့ပိတ်ထားမှာဖြစ်ပါတယ်ကျွန်တော်တခုတွေ့ရဒီနားမှာငါးလေးကျွန်တော်မတွေ့ရဘူးခင်ဗျာသူကဟိုအတွင်းဖက်မှာပဲနေမှာဖြစ်ပါတယ်ငါးလေးကုခတ်နေရကျွန်တော်သိမတွေ့ရပါဘူးဒါတော့ပိတ်ထားဖြစ်ပါတယ်ပကလာဝင်ထပ်တော်လို့မရတော့ခင်ဗျာ
ဒါလေးတစ်ခုထူချပါတယ်ဒီပန်းလေးကိုလာထားပါဖြစ်ပါတယ်ဒီအပေါက်ကြီးခင်ဗျာကျွန်တော်ချောကြည့်ပါမယ်မီးနဲ့ကြည့်မှရမှာပါအပေါက်ကြီးခင်ဗျာအဲ့တော့အကြောင်းမဲတော့မဟုတ်ဘူးခင်ဗျာမြင်ရလားမသိခင်ဗျာသူကအကြောင်းမဲရတော့ဘယ်ရာမှမလုပ်ဘူးခင်ဗျာလူလဲဝင်လို့တော့မရဒါပေမဲ့အကြောင်းတစ်ခုတော့ရှိမှာပါဟိုတတိမြင်နေရပါတယ်ဘာလို့ရှိပါလဲ9ပေလောက်ရှိပါတယ်ဒါအလန်ရစိတ်ကမ်းပါဒါအခုကကျွန်တော်လေ့လာခဲ့တာကတော့ဒါအလန်ရတင်မွန်ချင်းဖြစ်ပါတယ်တင်မွန်ချင်းနဲ့ကန်တော်ပြည့်စင်ဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျာဒီခန်းကတော့စိတ်ဝင်စားဖို့အခန်းအကောင်းဆုံးပါတိတ်ဆိတ်တယ်၆ချောက်ဖွယ်ရကောင်းပါတယ်လှုပ်ဝက်အခန်းပါခုနတွေ့ရသလိုဂူပါဝါရှိပါတယ်ညဘက်ဆိုတော်တော်ကို၆ချောက်ဖို့ကောင်းပါပါတယောက်တည်းဆိုရင်ဒါဒီခန်းလေးထူခြားပါတယ်ပြီးတော့လှုပ်ဝက်ထွက်ပေါက်ဖြစ်ပါတယ်ဒါတော့အင်ချောင်းရပါသူတို့အင်ခေတ်ကသုံးခဲ့တဲ့အားမျိုးပါဒါရဒါပါသူကတော့ကျွန်တော်တို့ရွက်လှေပုံစံမျိုးပါပဲဒါအရင်ခေတ်ကတော့ဒါတော့သူတို့လက်သုံးပစ္စည်းတွေကိုပြထားနေရဖြစ်ပါတယ်ခင်ဗျာပြီးတော့ဟိုဘက်နေရာမှာကသူကဒီတင်မောနဲ့ကြောက်ဆူးတွေပြတာဖြစ်ပါတယ်ဒီခေတ်ကကြောက်ဆူးတွေမျိုးပြောင်းလဲလာတဲ့ဟာလေးပါသူတို့တော့အမေလာဆော့နေတာဖြစ်ကြသူတို့စလျောက်ကြတဲ့ကသူတို့ကဒီဂဲလုံးတွေပဲကောင်းနေတာဖြစ်ပါတယ်ခင်ဗျာဒါတော့သူတို့တင်မို့တိဆော့ရေးပါဒါတော့ဝင်ချီဆက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုကလေးလေးရှိနေလို့နည်းနည်းတိတ်ဆိတ်တယ်လို့မခံစားရပါဘူးခုနကသူတို့မလာခင်ကျွန်တော်15မိနစ်တော့ကျွန်တော်ဒီထက်မှကြီးပါတယ်တိတ်ဆိတ်ပါတယ်ခင်ဗျာဘယ်သူမှမရှိပါဘူးတိတ်ဒီချိန်မှာလည်းတစ်ချောက်ချားပါတယ်တိတ်ဆိတ်ပြီးတော့အခုကကလေးလေးတန်လေးကြားနေရတဲ့အတွက်တိတ်ဘာမှထူတားတိတ်ဆိတ်တဲ့လည်းမျိုးမခံစားရပါဘူးအခုကျွန်တော်လေးလာခဲ့တာကတော့အလန်းယာမှာရှိတဲ့ဒီ Red Tower နဲ့ဆက်ဆက်နေတဲ့တင်ပေါ်ချင်းနဲ့အမြောက်ပစ္စည်းမှာ
နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှေ့မှာမြင်နေရ Red Tower ပါ